တန်လွင်ခဲပရိသတ်များအားလုံးမင်္ဂလာပါတန်လွင်ခဲရဲ့နေ့စဉ်သတင်းစုစည်းမှုအစီအစဉ်ကနေကြိုဆိုပါရစေကျွန်မမူရန်ပါဒီကနေ့မတ်လ26ရက်နေ့အတွက်ထူးခြားတဲ့ပြင်သွင်းတဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းနဲ့တမူးဒေသမှာအရှိဆက်လှုပ်ရှားနေတဲ့အမျိုးသားလူမျိုးရေးတပ်တော် NLA ဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန PDF တပ်ရင်းတွေဖြစ်တရားဝင်ကူးပြောင်းရပ်တည်လိုက်ပြီးဖြစ်ပါတယ်NLA တပ်တော်ဟာအမတေစစ်ဒေသရဲ့ကုကဲမှုကိုပြီးခဲ့တဲ့မတ်လ20ရက်နေ့မှာစတင်ခံယူခဲ့တာဖြစ်ပါတယ်။ကုကဲမှုခံယူတဲ့ခန်းနာကိုစစ်ရေးဟန်အဖြစ်နဲ့ကျင်းပခဲ့ပါတယ်။ဒီခန်းနာကို NUG ကာကွယ်ရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကိုရန်တက်ရောက်ခဲ့ပြီးတပ်ဖွဲ့ဝင်တွေကို PDF ဘက်တစိတ်တွေတပ်ဆင်ပေးခဲ့တာပါ။အမျိုးသားလူမျိုးရေးတပ်တော် NLA ဟာ2021ခုနှစ်ကတည်းကမြန်မာ Federal Army MFA နဲ့တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ဝါရီအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အခုလိုစနစ်တကျကုကဲမှုအောက်ကိုဝင်ရောက်လာတာဟာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားစစ်ရေးအရာပုံမူကြစ်လက်ခံမာလာစေဖို့ရည်ရွယ်တဲ့ရှီလန်တစ်ခုပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကလည်းမတ်တရားမျိုးမှန်အဖွဲ့ဟာအန်ယူဂျီကုကဲမှုအောက်ကိုဝင်ရောက်ခဲ့ပါသေးတယ်။အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်းကုကဲမှုအောက်မရောက်သေးတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုစစ်ရေးအရာပူးပေါင်းဆောင်ရွက်ဖို့အမြဲတမ်းကြိုးဆိုနေတယ်လို့ပြောဆိုလိုက်ပါရရှင်။ကန်ညွန်ညောင်လေးပင်ခရိုင်မူးမြို့နယ်အတွင်းကနိုဘိုကီကျေးရွာဟာအသေးခံဒရုန်းတွေနဲ့ပြစ်မှတ်ထားတိုက်ခတ်ခံခဲ့ရပြီးဖုန်ကြီးကျောင်းဆောင်တစ်ခုထိမှန်ပျက်စီးသွားခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုကိုပြီးခဲ့တဲ့မတ်လ23ရက်နေ့လယ်ပိုင်းမှာအရှေ့ဆိုင်တပ်ရင်းဖြစ်တဲ့ခမရ439ကလှုပ်ဆောင်ခဲ့တာလို့ကန်ညွန်ဘိုကသတင်းထုတ်ပြန်ထားတာပါ။အသေးခံဒရုန်း20အသုံးပြုပြီးရွာတွင်းကိုဓာတ်ရိုက်ပြစ်မှတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကျွော်ဖုန်ကြီးတောင်ထိမှန်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကြားမှာလည်းအသက်ဘေးအန္တရာယ်စိုးရင်ထိတ်လန့်မှုတွေမြင့်တက်နေပါတယ်။ဒါဟာဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားလာတဲ့လုပ်ရတစ်ခုဖြစ်နေပါတယ်။လက်ရှိညောင်လေးပင်ခရိုင်သွေးမှာလက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာနေ့စဉ်ရက်ဆက်ဆိုသလိုရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကလေတိုနဲ့စော်ထီမြို့နယ်တွေမှာလည်းအလားတူတိုက်ခိုက်မှုတွေကြောင့်အရသားနေအိမ်16လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်ရှင်။မြန်မာဂီတလောကမှာဆယ်စုနှစ်ပေါင်းများစွာနေရာယူခဲ့တဲ့ဝါရီအဆိုတော်ကြီးဦးသိန်းထွန်းခေါ်ပက်ထရီဟာဒီကနေ့မတ်လ26ရက်မနေ့ပိုင်းကရန်ကုန်မြို့မှာစီဆော့တန်းစီနေစဉ်အတွင်းပြင်းထန်တဲ့အပူချိန်ကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရပါတယ်။ဒီနေ့မနေ့10နိုင်ဝန်းကျင်မှာဗဟန်းမြို့နယ်ကဘာအေးဖျားလန်းထိပ်မှာဖြစ်ပွားခဲ့တာပါအဆိုတော်ပက်ထရီဟာကားမောင်းနေစေအချိန်မှာအပူချင်းလုံခဲ့တာကြောင့်အပူချက်ပြီးတော့အုံနောက်သွေးကြောပြတ်ပြီးကွယ်လွန်ခဲ့တာဖြစ်နေတယ်လို့မြစ်တာအလင်းလူမှုကူညီရေးအသင်းကကနဦးခန့်မှန်းထားပါတယ်အဆိုတော်ပက်ထရစ်က1990ပြည့်နှစ်တွေကတည်းကဂီတလောကကိုခြေချခဲ့သူဖြစ်ပြီးဖေဖေဂျေဆုတော်နဲ့အိမ်မက်မဲ့တဲ့စတဲ့တခြင်းတွေနဲ့ဗရိတ်တအကြားရေပန်းစားခဲ့တဲ့အမှုပညာရှင်တူပါအေးချမ်းတဲ့အတန်ပိုင်ရှင်ဝါရီအဆိုတော်ကြီးရဲ့ရုပ်တရက်ကျွေးလိမှုဟာဂီတလောကအတွက်ဂျင်မာရဲ့ဆုံးချုံမှုတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့ရုပ်အလောင်းကိုရန်ကုန်စေယုံကြီးတို့ပို့ဆောင်ထားပြီးမိသားစုဝင်တွေနဲ့ဆက်သွယ်ဖို့စီစဉ်နေပါတယ်။မြန်မာနိုင်ငံတွင်အပူချင်းစံချိန်သိမ်းမြင့်တက်နေတဲ့အတွက်အားလုံးပဲကျန်းမာရေးတတိပြုကြဖို့လူမှုကူညီရေးအသင်းတွေကအလေးနဲ့တိုက်တွန်းထားပါတယ်ရှင်။မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစအမ်ဘဒန်လိုင်းပိုင်းမှာရှိတဲ့နိုင်ရကန်ဗျူဟာကုန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကော်မရှင်ရင်တန်းကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။အဲ့ဒီရေးပါတဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်တဲ့နိုင်ရကန်ဗျူဟာကုန်းကိုအင်အားဖြည့်ဖို့ကြိုးပမ်းနေတဲ့ရင်တန်းတွေဟာကြားဖြတ်တိုက်ခိုက်ခံလိုက်ရပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကပဒန်းမြို့အရှေ့ဆိုင်မဆခ905အမြောက်တပ်ရင်ကားတွေအရတာသုံးမော်တော်ယာဉ်၄စီးနဲ့အယောင်ဆောင်တက်လာတဲ့ထောက်ပို့ရင်နှောင်းတွေကိုအရခတ်တပ်တော်အေးနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်ဘက်ကအရာရှိတွေအပါအဝင်10ဦးခန့်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်လက်ရှိမှာတော့စစ်ကော်မရှင်ဘက်ကဗျူဟာကုန်းမကြဆုံးစေဖို့အတွက်ဂျက်ဖိုက်တာတွေလက်နက်ကြီးတွေနဲ့နေ့စဉ်ရက်ဆက်ရန်တမ်းပစ်ခတ်ပြီးခုခံနေပါတယ်။ဒါပေမဲ့နိုင်ရကန်ဗျူဟာကုန်းရဲ့အရှင်တွေကတော့အတော်လေးကိုစိုးရင်ရတဲ့အနေအထားမှာရှိနေပါတယ်။ဗျူဟာကုန်းအနီးကကာကင်းစကန်အလုံးနီးပါးကိုအေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကတင်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ရိတ်ခါလမ်းကြောင်းတွေလည်းအပြည့်အဝဖျက်တောက်ခံထားရတဲ့အတွက်ဗျူဟာကုန်းပေါ်မှာပိတ်မိနေတဲ့စစ်ကော်မရှင်တပ်သား900ခန့်ဟာဆက်လက်ခုခံနေရဆဲပဲဖြစ်ပါတယ်ရှင်။ ထို
င်းနိုင်ငံ73စီရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဟာဒီစနဲ့တပ်စီတွေအတွက်အစိုးရကစိုက်ထုတ်တက်ခံပေးနေတဲ့ထောက်ပံ့ကြေးတွေကိုရှော့ချဖို့အတည်ပြုလိုက်တာကြောင့်ပြင်သွင်းလက်လီစေးနှုန်းတွေဟာတလီတာကို6ဘတ်အထိရုတ်တရက်ခုန်တက်သွားပြီဖြစ်ပါတယ်။ဒါအရင်ကအစိုးရတမတ်ထားတဲ့တလီတာ29ဘတ်ကနေ33ဘတ်တွင်ထိန်းချုပ်ထားတဲ့ press cap ခေါ်ဈေးနှုန်းအမြင့်ဆုံးကန့်သတ်ချက်ကိုရုပ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။ဒီလိုစင်းနှုန်းတိုးမြင့်လိုက်ရတဲ့အဓိကသုံးအားကတော့အရှိလဲပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ရေးသိမ်းမှမှုတွေကြောင့်ကမ္ဘာ73စီစင်းနှုန်းတွေဟာမြင့်တက်လာတာပဲဖြစ်ပါတယ်။စင်ကာပူ73စီဈေးကွက်မှာတင်ဒီဇယ်စင်းနှုန်းဟာတရက်အတွင်းမှာတစီကိုအမေရိကန်ဒေါ်လာ198ဒေါ်လာကနေ240ဒေါ်လာထိထိုးတက်သွားခဲ့ပါတယ်။ထိုင်းဆိုရအနေနဲ့တလကိုဘတ်80ဘီလီယံကျော်အထိကုန်ကျနေတဲ့73စီရန်ပုံငွေရဲ့ဘန်ဒါရဲ့ဝန်ထုတ်ဝန်ပိုးကိုရှော့ချဖို့အတွက်အခုလိုစင်းနှုန်းညှစ်နှိုင်းမှုတွေကိုမဖြစ်မနေလှုပ်ဆောင်ရတာလည်းဖြစ်ပါတယ်။ဒီစေးတက်မှုဟာထိုင်းနိုင်ငံရဲ့အဓိကစီးပွားရေးမောင်းနှင်အားဖြစ်တဲ့ကဏ္ဍတစ်ခုပေါ်အပြင်းထန်ရက်ခတ်လာတော့မှာပါ။ဒီစက်သုံးစွဲမှုရဲ့60%ရာခိုင်နှုန်းရှိတဲ့တဲယူပို့ဆောင်ရေးကဏ္ဍမှာလုပ်ငန်းရှင်တွေအနေနဲ့တစ်နှစ်ကိုဗျမ်းမြဘတ်1200ခန့်အပိုဆောင်ကုန်ကျစရိတ်တွေဖြစ်လာပါလိမ့်မယ်လို့စီးပွားရေးကျွမ်းကျင်သူဒေါက်တာပီဆန်ဝနိကတတိပေးထားပါတယ်။ဒါပြင်စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာလည်းတစ်နှစ်သားလဲပတ်မှုစိတ်ဟာဘတ်3000ခန့်ထိတိတိတသားမြင့်တက်လာနေတဲ့အတွက်နောက်ဆက်တွဲအနေနဲ့လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေပါလိုက်ပါမြင့်တက်လာဖို့ရှိနေပါတယ်။အိန္ဒိယမလေးရှားမှာလည်းစီစေးတွေမြင့်တက်နေတာကြောင့်အခုလိုဈေးနှုန်းညှစ်နှိုင်းမှုတွေဟာစီမံခိုးကုန်သွယ်မှုကိုချော့ချရမှာတော့အထောက်အကူပြုမှာပါလက်ရှိမှာတော့အစိုးရအနေနဲ့စီစေးတက်လို့ဓာတ်ရိုက်ထိခိုက်နိုင်တဲ့တောင်သူတွေရေလုပ်သားတွေနဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကုစားမှုအစီအစဉ်တွေကိုပြင်ဆင်နေပြီလို့သိရပါတယ်ကမ္ဘာစွမ်းအင်ဈေးကွက်မရေမရာဖြစ်နေတဲ့ဒီကာလမှာစွမ်းအင်ကိုပုံမထိရောက်စွာချွေတာသုံးဆွဲကြဖို့ထိုင်းအစိုးရကတိုက်တွန်းထားပါတယ်ရှင်။အမေရိကန်သမ္မတထရမ့်ကကားလန်းခဲ့တဲ့ငင်းချမ်းရဲ့အဆိုပြုချက်ကိုအီရန်အစိုးရကတရားဝင်ပယ်ချလိုက်ပြီးတံပြန်တောင်းဆိုချက်9ရပ်ကိုတင်ပြလိုက်ပါတယ်။အီရန်နိုင်ငံပိုင် Press TV ရဲ့ဖော်ပြချက်အရအီရန်ဟာအမေရိကန်ရဲ့အစီအစဉ်ကိုလက်မခံဘဲသူတို့ရဲ့အချုပ်ချာအာဏာနဲ့နစ်နာကျွေးတွေကိုသာအဓိကထားတောင်းဆိုနေတာပါဒီအဆိုပြုချက်ကိုပါကစ္စတန်နိုင်ငံကနေတဆင့်ပေးပို့ခဲ့တာဖြစ်ပြီး New York Times ရဲ့အဆိုအရအမေရိကန်ဘက်ကအီရန်ကိုနျူကလ িয়ার လက်နက်ထုတ်လုပ်မှုအပိတိုင်ဆွန့်လွတ်ဖို့နဲ့ရှေ့ရင်ဆွဲနျူကလ িয়ার စွမ်းဆောင်ရည်တွေကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့အပြစ်ခရဆဲရေးထက်တမထားတဲ့စီးမြင့်စည်းကမ်းတွေအတိုင်းအပီးတိုင်အဆုံးသတ်ချင်တာလို့ပြပြတသားတုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးရဆွေးနွေးမှုတွေရှိနေပေမဲ့မြေပြင်မှာတော့စစ်ရေးပြင်ဆင်မှုတွေကအရှိန်မြင့်နေပါတယ်။အမေရိကန်ဆိုရဟာအမ80နှစ်လေထီတမရဲ့တပ်ဖွဲ့ဝင်3000ခန့်ကိုအရှိအလဲပိုင်းစီထပ်မံစီလူလိုက်ပါတယ်။ဒါကြောင့်အီရန်နဲ့နီးကတဲ့ဒေသတွေမှာအမေရိကန်ကြီးတပ်အင်အား8000ခန့်ထိရှိလာတော့မှာပါ။ထရန့်ကမြေပြင်တပ်ဖွဲ့ဝင်တွေဓာတ်ရိုက်ဝင်ရောက်တိုက်ခိုက်ဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုထားပေမဲ့လောဘဖြစ်နိုင်ရှင်မရှိဘူးလို့အငင်းဆိုခြင်းမရှိတာကဒေသတွင်းစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်မလားဆိုတဲ့စိုးရိမ်မှုတွေကိုမြင့်တက်စေပါတယ်။တစ်ဖက်မှာလည်းအီရန်ကြောထောက်နောက်ခံပြုလက်နက်ကိုင်စခန်းတွေကိုအမေရိကန်နဲ့အစ္စရေးတို့ကအီရတ်နိုင်ငံတွင်းမှာတိုက်ခိုက်နေတာကြောင့်အီရတ်အစိုးရကလည်းသူတို့ရဲ့အချုပ်ချာအာဏာကိုထိပါနေတယ်လို့ကန့်ကွက်ထားပါတယ်။ဒီစစ်ပွဲရဲ့အကျိုးဆက်ဟာတိုက်ပွဲဖြစ်ပွားရနေရတွေမကပဲကမ္ဘာစီးပွားရေးအပေါ်ကိုပါအကြီးအကျယ်ရိုက်ခတ်နေပါတယ်။ကမ္ဘာရေနံလိုအပ်ချက်ရဲ့20%ခိုင်နှုန်းဖြတ်တန်းရာဟော်မုတ်ရေလက်ကြားကိုအီရန်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်နေ့ကတည်းကပိတ်ဆို့ထားခဲ့တာပါ။အမေရိကန်နဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့သူတို့ရဲ့ရန်ဘက်နိုင်ငံတွေကတင်ဘောတွေကိုဖျက်တမ်းခွင့်တားမြစ်ထားတာပါ။ဒါကြောင့်ကမ္ဘာလောင်စာဆီဈေးနှုန်းတွေထိုးတက်လာပြီးနိုင်ငံတကာစွမ်းအင်လုံခြုံရေးအတွက်အကျပ်သေးတွေဖြစ်လာနေပါတယ်။ဒါပြင်ကိုဝစ်လေးစိန်ကလောင်စာဆီတူလောင်ကောင်တွေနဲ့Saudi Arabia ကအရင်နံထွက်ရဒေသတွေဟာလည်းအီရန်ရဲ့ drone နဲ့ဒုံးကျည်ပြစ်မှတ်တွေဖြစ်နေပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရဒီစစ်ပွဲကြောင့်အာရဒေသတွင်းမှာဒေါ်လာ63ဘီလီယံခန့်ဆုံးရှုံးသွားပြီးဖြစ်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ဘနွန်နိုင်ငံမှာတညထဲတင်လူ33ဦးသေဆုံးခဲ့ရပြီးဒီလအတွင်းမှာတင်သေဆုံးသူ1000ကျော်နဲ့အိုးအိမ်ဆွတ်ခွာသူ1000ကျော်ရှိနေပါပြီ။ Human Rights Watch ကတော့အစ္စရေးရဲ့လုပ်ရတွေဟာစစ်ရာစုမှုမြောက်နေတယ်လို့တတိပေးထားပါတယ်။
လက်ရှိမှာတော့အရှိအလဲပိုင်းစစ်မီဟာနိုင်ငံအများပြားကိုကူးစက်ပြန့်နှံ့နေပြီးငင်းချမ်းရဲဆွေးနွေးမှုတွေကတော့ရှစ်မတိုးနိုင်ပဲဖြစ်နေပါတယ်။အရင်ကတောင်းဆိုထားတဲ့စစ်ရော်ကျေးပေးရေးနဲ့ဟော်မုတ်ရေလက်ကြားအချုပ်ချအာဏာကိစ္စတွေကိုအမေရိကန်ဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကမ္ဘာငင်းချမ်းရေးအတွက်အဆုံးဖြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်ရှင်။ဒါကတော့မတ်လ26ရက်ကြာသပတေးနေ့အတွက်ရရှိထားတဲ့ထူးခြားသတင်းတွေကိုတန်လွင်ခက်ကစူးစီးတင်ဆက်ပေးထားတာပါဒီစီစဉ်ကိုတနင်္လာကနေစနေအထိမြန်မာစံတော်ချိန်ည9:00နာရီမှာပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးရသတင်းတွေကိုအချိန်တပြေးညီသိရှိနိုင်ဖို့တန်လွင်ခက်ရဲ့ Facebook Page နဲ့ YouTube Channel တွေကို Follow လုပ်ထားပြီးကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူပေါင်းဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်